အားလုံးမင်္ဂလာပါဒီနေ့တော့ကမ္ဘာရွှေစီအကြောင်းကိုနည်းနည်းသုံးသပ်ရအောင်ကမ္ဘာရွှေစီနှုန်းကတော့ဒီရက်ပိုင်းတွင်းမှာတက်လိုက်ကျလိုက်ဖြစ်နေပြီးတော့ညကအမြင့်ဆုံးဈေးနှုန်းဖြစ်တဲ့ဒေါ်လာ4081အထိကိုတက်သွားပြီးတော့အနည်းဆုံးဈေးနှုန်းဖြစ်တဲ့ဒေါ်လာ4023ကိုပြန်ကျလာပါတယ်ဒီလိုဈေးနှုန်းဟိုမြောက်ဒီမြောက်ဖြစ်နေတာကို gold dilemma လို့လည်းခေါ်ကြပါတယ်ဒီလိုဈေးနှုန်းခုန်တက်နေတဲ့အကြောင်းရင်းတွေထဲမှာအများကခန့်မှန်းထားတဲ့ပမာဏထက်ကျဆင်းလာတဲ့အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှု data ကြောင့်ဖြစ်ပါတယ်တစ်ဖက်မှာလည်းငွေကြေးဖောင်းပွားမှု data ဈေးနှုန်းကိုခုန်တက်စေတဲ့ဆိုပေမဲ့လည်းမြင့်တက်လာတဲ့ကမ္ဘာရေနံဈေးနှုန်းကလည်းရွှေဈေးကွက်အတွက်ချင်းချောက်မှုကြီးတစ်ခုဖြစ်ဆက်ရှိနေပြီးတော့ဈေးနှုန်းကတက်လိုက်ကျလိုက်ဖြစ်နေတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကဇွန်လအတွက် PPI ဟာ3.3ထိကျဆင်းပြီးတော့ CPI ကလည်း3.5သာရှိခဲ့ပါတယ်။ဒါမှအဖြစ်လျော့နေလာတဲ့ငွေကြေးဖောင်းပွားမှုဟာ US ဒေါ်လာကိုအားနည်းစေပြီးတော့ဒီလိုအခြေအနေဟာကမ္ဘာရွှေဈေးအတွက်သတင်းကောင်းဖြစ်တတ်ပါတယ်။ဒါမဲ့လည်းဒီလိုသတင်းကြောင့်နည်းနည်းလေးတက်လာတဲ့ဈေးနှုန်းဟာအရှိအလေပိုင်းကပထဝီနိုင်ငံရေးတင်းမာမှုကြောင့်အကန့်အသတ်နဲ့တက်လိုက်ကျလိုက်ဖြစ်နေတာဖြစ်ပါတယ်။ပုံမှုရှိလေကြားကတင်းမာမှုကြောင့်ကမ္ဘာရေနံဈေးနှုန်းကရက်ပိုင်းတွင်းမှာပဲ900ခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်။လက်ရှိချိန်မှာကမ္ဘာရွှေအယောင်းဝယ်လုပ်နေတဲ့သူတွေကြောက်နေတဲ့ risk တစ်ခုကတော့မြင့်တက်လာတဲ့ရေနံဈေးနှုန်းကြောင့်ငွေကြေးဖောင်းပွားမှုပြဿနာပြန်ကြီးထွားလာမှာကိုစိုးရိမ်နေကြပါတယ်။အားလုံးကသိထားတဲ့အတိုင်းအမေရိကန်ဗဟိုဘဏ်ကဘာအတိုးနှုန်းကိုမြင့်တင်ဖို့ဆုံးဖြတ်လိုက်ရင်ဒါဟာကမ္ဘာရွှေဈေးကွက်အတွက်သတင်းဆိုးဖြစ်ပါတယ်လက်ရှိချိန်မှာရွှေရဲ့ price chart ကိုကြည့်ရင်လည်းဈေးနှုန်းက down trend သို့မဟုတ် descending channel လို့ခေါ်မလားအကျဘက်ကိုပဲဥတည်နေတာတွေ့ရပါတယ်အရေးကြီးတဲ့ level ကတော့ဒေါ်လာ4000ဖြစ်ပြီးတော့တကယ်လို့ဒီ level ကျိုးသွားရင်ဒေါ်လာ3950ဝန်းကျင်ထိကိုဆက်ပြီးတော့ကျဆင်းလာနိုင်တယ်လို့ခန့်မှန်းကြပါတယ်အတက်ဘက်မှာတော့ဈေးနှုန်းကဒေါ်လာ4089နဲ့4090ကြားမှာ resistance level ရှိပြီးတော့ဒါကိုဖောက်ထွက်နိုင်ရင်အပေါ်ကိုပြန်တက်လာနိုင်ခြေရှိရလို့ခန့်မှန်းကြပါတယ်ဆိုတော့ရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရမယ့်အချက်တွေလည်းရှိပါတယ်။အရင်ဆုံးဟော်မုဇ်လေကြားကသတင်းတွေကိုအဆက်မပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ဒုတိယကတော့ဇူလိုင်လ30ရက်နေ့မှာထွက်လာမယ့်အမေရိကန်ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက်ကဘယ်လိုချမလဲ။လေသံအောင်ဘယ်လိုပြောင်းလာဖို့ရှိမလဲဆိုတာစောင့်ကြည့်ဖို့လိုပါတယ်။ပြီးတော့ဒီနေ့ထွက်ဖို့ရှိတဲ့ jobless claim နဲ့ retail sale data တွေကလည်းအရေးကြီးပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့ရွှေဈေးကွက်ဟာအမေရိကန်ပြည်တွင်းကငွေကြေးဖောင်းပွားမှုနဲ့နိုင်ငံတကာပထဝီနိုင်ငံရေးတင်းမာမှုကြားမှာညံ့နေတာတွေ့ရပါတယ်။ဒီဗီဒီယိုဟာကိုယ့်အတွက်အကျိုးရှိရဆိုရင်တော့ follow button လေးကိုနှိပ်ပြီးတော့ follow လေးလုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်။